AI လို့ပြောရင် ChatGPT တို့ Gemini တို့ကိုပဲပြည့်မြင်တုံးလားဒါဆိုလို့ရှိရင် AI ခက်မှာခင်ဗျားတို့နောက်ကျနေပါပြီကျွန်တော်တို့လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ကျောင်းအတွက်ပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ပြီးမြောက်မှုကို9ဆ10ဆအထိပေးစွမ်းနိုင်တဲ့ AI tool တွေနောက်ထပ်အများကြီးပေါ်နေပါပြီဒီဗီဒီယိုလေးမှာတော့မိတ်ဆွေတို့အတွက်အကျိုးရှိစေမယ့် AI tool 3ခုကိုကျွန်တော်ဖော်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ Google ကထုတ်ထားတဲ့ Notebook app မှာလေ့လာစရာစာတမ်းတွေ PDF ဖိုင်အရှိကြီးတွေဒါတွေကိုကျွန်တော်တို့ကဒီအချိန်ကြီးအကြာကြီးပေးပြီးတော့ထိုင်ပတ်စရာမလိုတော့ပါဘူးကျွန်တော်တို့ Notebook app မှာဒီ PDF ဖိုင်ကိုအလုပ်တင်လိုက်ပြီဆိုတာနဲ့ကျွန်တော်အနှစ်ချုပ်ပေးတယ်ပြီးလို့ရှိရင်သူ့ကို guide အနေနဲ့ထားပြီးတော့မှဆရာအနေနဲ့ထားပြီးတော့မှကိုသိချင်တာတွေလည်းမေးလို့ရတယ်ပြီးတော့မှသူ့ကိုလည်းကျွန်တော်ရှင်းပြခိုင်းလို့ရတယ်သင်ပြခိုင်းလို့လည်းရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ discussion လုပ်တဲ့ပုံစံမျိုး audio အနေနဲ့လည်းထုတ်လို့ရတယ်ပြီးလို့ရှိရင် slide တွေလည်းကျွန်တော်ကထုတ်လို့ရတယ်အရင်ကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့AI ခက်မှာအကြိုက်ဆုံးတဲ့ tool တစ်ခုကိုပြောပါဆိုလို့ရှိရင်တော့ Notebook app မှာဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ landing skill ကိုအစာပေါင်းများစွာအမြန်ဆန်စေလို့ပါဒုတိယတစ်ခုကတော့ကို့မှာ website တွေရေးဖို့အတွက် idea တွေရှိတယ်ဒါပေမဲ့ကို့မရေးတဲ့သေးပဲနဲ့ကို့ idea အလုပ်ဖြစ်မဖြစ်စမ်းကြည့်ခြင်းတဲ့သူတွေအတွက်ကျွန်တော်ကိုတစ်ကြောင်းမှရေးသေးရမလို့ပဲနဲ့စမ်းကြည့်လို့ရတဲ့ v0.dat ဆိုတဲ့ဒီ AI လေးဖြစ်ပါတယ်သူကတော့ဒီကိုရေးတယ်မလို့ပဲနဲ့ website တွေ web application တွေဖန်တီးဖို့အတွက်ဖြစ်ပါတယ်V0 တက်မှာကကိုလိုချင်တဲ့ website ပုံစံကိုစာသားအနေနဲ့ရိုက်ထည့်ပြီးတော့ကို prompt ပေးလိုက်တာနဲ့ပေါ့နော် website ထုတ်ပေးပါတယ်လိုအပ်တဲ့ code တွေပါတခါတည်းထုတ်ပေးတာမို့လို့အဆင်ပြေတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ V0 တက်မှာ website တစ်ခုထုတ်နိုင်ုံ generate လုပ်နိုင်ုံနဲ့တော့ကျွန်တော်တို့အလုပ်ခံမှာတော့မဟုတ်ဘူး project တွေ freelance အနေနဲ့ရေးလို့ရဖို့မသိကြဘူးပေါ့နော်ဆိုတော့ကိုကအဲ့ဒီမှာအလုပ်လုပ်တဲ့ code တွေကိုတော့နားလည်ဖို့လိုအပ်တယ်ဒါကတော့ V0 တက်ကအသုံးဝင်နေဆိုတော့ကျွန်တော်ပြောပြတာဖြစ်တယ်ကျွန်တော်ကတော့သဘောကျတယ်ပေါ့နော်ကျွန်တော်စမ်းကြည့်တော့သဘောကျတယ်ကျွန်တော်တို့ idea တွေဘယ်လိုလုပ်ရမလဲစဉ်းစားမရတဲ့အခါမှာကျွန်တော်တို့သွားပြီးတော့ generate လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒါမျိုးသဘောပါဆိုတော့ဒါကြောင့်မလို့ကျွန်တော်ကတော့သဘောကျတယ်ပေါ့နော်နောက်တစ်ခုကတော့အားလုံးပြောနေကြတဲ့ Claude AI မှာသူကတော့ဒီ coding ဘက်မှာပို့ပြီးတော့သုံးလာသလိုပို့ပြီးတော့လည်းတိကျလာတယ်ပို့ပြီးတော့မှလည်းမြန်ဆန်လာတယ်ပို့ပြီးတော့လည်းကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီ ChatGPT တို့ပေါ်ပြီးတဲ့နောက်ဒီ Claude AI ပေါ်လာကြတဲ့ကျွန်တော်စသုံးတာဘာကြောင့်လဲဆိုရင်မြန်မာသားမှန်လို့ပါအဲ့တော့မြန်မာသား supporting လုပ်တဲ့အတဲမှာ Claude AI ကအစောပိုင်းကာလတွေထဲမှာပါပါတယ်သူတို့စီမှာကျွန်တော်တို့စပေါ်ကြရပေါ့နော်မြန်မာစာကိုကောင်းကောင်းကြီးစာပို့လုပ်တယ်ကျွန်တော်ကဒီဖက်စာရေးဖက်ချင်လို့ရှိရင်ကျွန်တော် Claude မှာတော့ဖတ်တာအဲ့တုန်းကကြရပါဒါပေမဲ့ Claude AI အားနဲ့ချက်ကတော့ဒီ VPN လိုတာမျိုးတွေပြီးတော့မှနိုင်ငံခြားဖုန်းနံပါတ်လိုတာမျိုးတွေရှိတတ်ပါတယ်တချို့တွေတော့မလိုဘူးလို့ပြောတယ်မိတ်ဆွေရော Claude သုံးဘူးလားသုံးဘူးလေဆိုလို့ရှိရင်ဘယ်လိုလိုသုံးလို့ရလဲဆိုတာလည်း comment ဝင်ဆွေးနွေးပြနိုင်ပါတယ်ဆိုတော့ Claude အားသာချက်ကကိုတင်နေပဲဖြစ်ဖြစ်ရှုပ်ထွေးတဲ့အကြောင်းအရာတွေကိုမှရှင်းရှင်းလင်းလင်းနဲ့ခွဲခြမ်းစိတ်ပြပြီးတော့သူ့ကိုရှင်းပြခိုင်းလို့ရတယ်သူကလည်းရန်ကောင်းတယ်ပေါ့နော်ခေတ်တွေဘလောက်ပဲပြောင်းနီးပညာကိုလက်ဦးမှုယူပြီးသုံးတတ်တဲ့သူတွေကတော့သူများရှိကိုအမြဲတမ်းဥဆောင်ပြီးတော့ရောက်နေမြဲဖြစ်ပါတယ်မိတ်ဆွေရောဒီ AI 3ခုတွေကဘယ် AI ကိုသုံးဘူးလဲဘယ် AI ကိုပို့ကြိုက်လဲ comment မှာဝင်ရောက်ဆွေးနွေးပြနိုင်ပါတယ်နောက်ပြန်ပြန်တွေ့ပါမယ်